တခါကအရန်ဒေါသကြီးတက်တဲ့ကောင်လေးတစ်ယောက်ရှိတယ်စိတ်ကြီးလွန်းလို့ဘယ်သူနဲ့မှအဆင်မပြေပဲတငယ်ချင်းတွေလည်းမရှိဘူးပေါ့ဒါကြောင့်သူ့အဖေကသူ့အတွက်စိတ်ပူလာတယ်တခုခုတော့စီစဉ်မလို့တွေးလိုက်တယ်ဒါနဲ့တရက်မှာကောင်လေးကိုခေါ်လိုက်တယ်ပြီးတော့ချန်စီယိုနာကိုခေါ်သွားပြီးတန်တထုံးနဲ့တူကိုပေးလိုက်တယ်ကောင်လေးကဘာအတွက်လဲမေးတော့သူ့အဖေကအသားကြီးမင်းကအရန်ဒေါသကြီးပြီးစိတ်မထိန်နိုင်သူလေးဖြစ်လာမှအဖေမလိုလားဘူးဒါကြောင့်မင်းဒေါသထွက်လာတိုင်းရံမဖြစ်ပဲချန်စီယိုကတစ်သားတွေပေါ်တန်တချောင်းစီရိုက်ပါလို့ပြောလိုက်တယ်ကောင်လေးဟာမလုပ်ချင်ပေမဲ့သူစူးစမ်းကြည့်မယ်လို့ဂတိပေးလိုက်တယ်နောက်ပိုင်းအရန်ဒေါသထွက်လာတိုင်းတန်တချောင်းစီလာရိုက်တယ်အမြဲလိုလှုပ်ဖြစ်လာတဲ့အခါစကားမများဖြစ်တော့ပဲအမှုအကျင့်လေးတွေပြောင်းလာတယ်ဒေါသမကြီးတော့တဲ့သူ့ကိုတငယ်ချင်းတွေကခေါ်ပြောရဲလာတယ်အပေါင်းအသင်းတွေနဲ့တဟဇာတာဖြစ်လာတော့သူလဲပျော်လာတယ်အလုံးဝင်ချိန်မှာလဲစိတ်ရှည်သီးခန်းသူတယောက်ဖြစ်လာတယ်အသက်အရွယ်ရလာတဲ့တနေ့ချန်စီယိုမှာရိုက်ထားတဲ့တန်ချောင်းများစွာကိုသွားကြည့်ပြီးသူ့ကိုနီးလန်းပြပေးတဲ့အဖေအမျှော်မြင်ကိုသဘောပေါက်နားလည်သွားတော့တယ်